ကျွန်တော်ကရက်ကွက်ဟောင်းတစ်ခုမှာတကူထဲနေတဲ့တက်ကြီးရွယ်ဦးတွေနဲ့ရွှေပြောင်းလုပ်သားတွေအတွက်$10တန်းစိတ်ကြိုက်စားဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပါတယ်။ဟင်းတွေကအစစ်မြင့်စိန်ခံဟင်းတွေမဟုတ်ပေမဲ့အမြဲတမ်းတန့်ရှင်းပြီးရက်ရောထည့်ပေးပါတယ်။အသားဟင်း6မျိုးအသီးရွက်ဟင်း6မျိုးကိုအမြဲတမ်းပူနွေးလေးပြင်ဆင်ထားတာပါ။ဒီလိုရိုးသားဖြောင့်မတ်မှုကြောင့်ပဲအိမ်နီးနားချင်းတွေရဲ့ထောက်ခံမှုကိုရခဲ့ပြီးကျွန်တော်ဘဝရဲ့အခက်အခဲဆုံးနေ့ရက်တွေကိုကျော်ဖြတ်နိုင်ခဲ့တာပါ။9နှစ်တာအတွင်းမှာတစ်ကြိမ်၄တောင်ပြဿနာမရှိခဲ့ဘူးပါဘူး။လွန်ခဲ့တဲ့ရက်ပိုင်းကရက်ကွက်ထဲကိုအစ်စ်ပြောင်းလာတဲ့လူတစ်ယောက်စီကနေတိုင်စာတစ်စောင်မရခင်အထိပေါ့။အကြောင်းပြချက်ကတော့တကယ်ကိုရေးစရာကောင်းလာပါတယ်။ဒန်တေးရဲ့မိဖို့ချောင်းထဲမှာဟင်းတန်းတွေကသူ့တိုက်ခန်းတင်းပေါက်ထဲကိုလွတ်ပြန်လာပြီးသူ့ကိုဗိုက်စာအောင်အတင်းအကျပ်လုပ်နေတယ်လို့ဖြစ်နေလို့လေ။အဲ့ဒါကြောင့်သူဟာကိုမထိန်ချုံနိုင်ပဲပါဆယ်တွေစက်တိုက်မှာစားမိပြီးတပတ်အတွင်းမှာ10ပေါင်တက်လာခဲ့ရပါတယ်တဲ့။ဒါဟာသူ့ရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်နဲ့အစားအသောက်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုပြင်းပြင်းထန်ထန်ချိုးဖောက်တာဖြစ်တယ်လို့ဆိုပါတယ်။ AR Manager Grover ကမျက်နှာတည်ကြီးနဲ့တိုင်စာကိုစပွဲပေါ်ဖုန်းကနေစောင့်ချလိုက်ပြီးဒါကအင်မတန်ဆိုးဝါးတဲ့တက်ရောက်မှုတွေဖြစ်စေတယ်။ချက်ချင်းပြုပြင်ရမယ်။မဟုတ်ရင်နောက်နှစ်လစာချုပ်ပြီးတဲ့အခါပြန်လည်သုံးသပ်ရလိမ့်မယ်လို့ပြောပါတယ်။ကျွန်တော်တိုင်စာကိုစိုက်ကြည့်ရင်ဒေါသထွက်လွန်းလို့ရေတောင်ရင်ချင်မိတယ်။ Grover ဒါကဘာသဘောလဲ။ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်ဟုတ်လား။ဒီလောက်ကိစ္စလေးကိုလား။ဒန်တေးမီရဲ့စေတနာကိုတော့နားလည်ပါတယ်။တက်ကြီးရွယ်ဦးတွေနဲ့အလုပ်သမားတွေကိုစောင့်ရှောက်ချင်တာကိုငါကိုယ်တိုင်လည်းလေးစားသလိုအားလုံးကလည်းမင်းကိုအတိအမှတ်ပြုကြပါတယ်။ဒါပေမဲ့ဒီလူနေရက်ကွက်ကဒေတာခံတွေနေတဲ့နေရာပြန်ကြစီမဟုတ်ဘူး။မင်းအနေနဲ့လူတိုင်းရဲ့ခံစားချက်ကိုထည့်တွက်ရမယ်။အထူးသဖြင့်ဘဝအရေးသွေးကိုတန်ဖိုးထားပြီးစီကံရှိနေထိုင်တဲ့သူတွေကိုပေါ့။မင်းကသူ့ကိုနေတိုင်းဟင်းခိုးဟင်းငွေတွေအတင်းရှူခိုင်းနေတာ။သူကဘလို့လုပ်ပြီးတန်ရှင်းတရက်တဲ့ဘဝကိုဖျက်ဆီးနိုင်မှာလဲ။သူ့ရဲ့ခန္ဓာကိုယ်ကိုရောဘလို့ထိမ့်သိမ်းရမလဲ။သူ့နေရာမှာဝင်ခံစားကြည့်စမ်းပါ။ Grover ဒါကမဟုတ်သေးဘူးလေ။ကျွန်တော်ဆိုင်ဖွင့်လာတာ9နှစ်ရှိပြီ။ဆိုင်ပုံမှာလည်းစိတ်ကြိုက်စားလို့အကြီးကြီးရေးထားတာ။သူ့မှာလည်းသတင်းပေါက်ရှိတာပဲ။ဟင်းနှံတွေအနောက်ရှက်ဖြစ်ရင်သတင်းပေါက်ပိတ်လိုက်ရုံပဲလေ။ပြဿနာပြီးပြီပဲ။မင်းအခုထိနားမလည်သေးပါလား။ဒါကသတင်းပေါက်ဖွင့်တာပိတ်တာနဲ့မဆိုင်ဘူး။ဒါကစနစ်ပိုင်းဆိုင်ရာပြဿနာလမ်းကြောင်းပိုင်းဆိုင်ရာပြဿနာ။ငါတို့ကနေထိုင်သူတွေကြားမှာကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံကိုပြိုးထောင်ပေးဖို့လိုတယ်။မင်းရဲ့အစီပြန်ပြီးအငံကဲတဲ့အစားအစာတွေကလူတွေကိုအလွန်ကြိုးစားတော့ဖို့တွားပေးနေတယ်လို့ဖြစ်နေတယ်။နေထိုင်သူတွေအစင်းမြင့်တဲ့အရာတာကိုခံစားတတ်ဖို့တားဆီးနေတယ်။အင်မတန်ဆိုးဝါးတဲ့တက်ရောက်မှုတွေရှိနေပြီးငါတို့ရက်ွက်ရဲ့ပုံရိပ်ကိုဖျက်ဆီးနေတယ်။ဒါကိုမဖြစ်မနေပြုပြင်ရမယ်။ညှိနှိုင်းလို့မရဘူး။မဟုတ်ရင်နောက်နှစ်မှာအေယာစီမန်ခံခွဲရေးရုံးကမင်းရဲ့လုပ်ငန်းလက်ပတ်ခွင့်ကိုပြန်သုံးသပ်လိုက်မယ်။မန်နေဂျာ Grover ပြောတာတကယ်ကိုမှန်ပါတယ်။ကျွန်တော်ကပဲတွေးခေါ်သေးတယ်ပြီးအမျှော်မြင်မရှိခဲ့တာပါ။ချက်ချင်းပြုပြင်ပြီးအလေးနဲ့ပြန်လဲသုံးသပ်ပါမယ်။ဟုတ်ကဲ့ပုံမကောင်းမွန်တဲ့လူသားဆန်တဲ့ဂရုစိုက်မှုကိုပေးနိုင်ဖို့ကျွန်တော်အာမခံပါတယ်။နေထိုင်သူတိုင်းတိတ်ခါရှိနဲ့အဆင့်တန်းရှိစားတော့နိုင်အောင်လုပ်ပေးပါမယ်။မက်မင်းရှိလား။မနေ့ပြန်လာခဲ့ဦး။အကုန်လုံးကိုဖြိုဖျက်ပြင်မယ်။ဆိုင်ကိုအကြီးစားပြန်ပြင်မယ်။ကျွန်တော်နာမည်ဒန်တေးပါ။ဟင်းတန်တွေလေထဲမှာပြန့်လွင့်နေတာဟာနေထိုင်သူတွေရဲ့အစားအသောက်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုအတင်းအကျပ်လူယူတာနဲ့အတူတူပဲ။စီကရှိတဲ့သူတွေရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်နဲ့လူနေမှုဂုဏ်သိက္ခာကိုပြင်းပြင်းထန်ထန်ထိခိုက်စေမိခဲ့တယ်။ Hey Max ဆိုင်ပြင်မဲ့ကိစ္စအစီအစဉ်ပြောင်းကြမယ်ပစ္စည်းအလုံးကိုဖော်မော်ဒီဟိုက်လုံးဝမပါတဲ့အဆင့်မြင့်တဘာဝဆေးတွေနဲ့ဒိုင်ယာဒိုမိုင်းနေရံတွေဖြစ်အဆင့်မြင့်လိုက်ပါ။နှွေးထွေးတဲ့အမ်ဘာရောင်မီလုံးတွေတက်ဆင်လိုက်။ဆိုင်ရဲ့တလက်မစီတိုင်းကနေစိန်ခံ။အဆင့်မြင့်ဈေးကြီးဆိုတဲ့ခန်းစားချက်မျိုးပေါ်ထွက်နေစေချင်တယ်။အချို့လူတွေကစေတနာကိုအားနည်းချက်လို့ထင်နေကြတာ။အချို့လူတွေကစီကန်းတွေကိုလက်နက်လိုသုံးနေကြတာ။အချို့လူတွေကအဲကွန်ခန်းထဲမှာထိုင်လက်ဖက်ရည်တောက်ရင်သူတို့ရဲ့စကားတစ်ခုနဲ့လူအများကြီးရဲ့ဝမ်းစာရေးကိုဖျက်ဆီးပစ်ကြတာ။ရတယ်လေစေတနာထားတာကိုမှမလေးစားရင်တော့အဆင့်မြင့်စိန်ခံခြင်းရဲ့ကြီးမားတဲ့ပေးဆက်မှုကိုအားလုံးနှီးစမ်းကြည့်ကြတာပေါ့။သူတို့ကိုဘယ်တော့မှမေ့မှာမဟုတ်တဲ့သင်ခန်းစာတစ်ခုပေးလိုက်မယ်။ဟေးဘာတွေဖြစ်နေတာလဲ။ဒါကဘာလဲ။ဘာဖြစ်လို့လဲ။ဒန်တေးရဲ့ဆိုင်ပိတ်သွားတာလား။မနေ့ကတည်းကအကောင်းကြီးရှိသေးတာ။ဝက်သားချိုချင်တော့ဝါအောင်မစားရသေးဘူး။တယောက်ကတိုင်လိုက်တာလား။လူချက်ထဲမှာပြောနေကြတာရက်ပေါင်းမနေတော့ဘူး။ငါးလွာကလူတယောက်ကဟင်းတန်တွေကမွေးလုံးလို့သူ့ရဲ့ဝိချတာကိုနှောက်ယှက်ဖြစ်စေတယ်ဆိုပြီးတိုင်လိုက်တာလေ။အဲ့ဒါကဘလို့လို့ယုတ်တိရှိမှလဲ။အံ့ဩစရာပဲ။နေဦး။ဒါကဝက်သားနဲ့လား။ပရိုတင်းမြင့်ကျန်းမာရေးဟင်းတစ်ပွဲကို$22။ကယ်လိုရီနဲ့ကျန်းမာရေးဟင်းက$18။ကောက်ရင်းဆန်လုံးမျိုးထမင်းတစ်ပန်းကန်$5။ကျန်းမာရေးဟင်းတစ်ပွဲနဲ့ဆန်လုံးမျိုးထမင်းတစ်ပန်းကန်ဆိုရင်$29။$29ဟုတ်လား။အရင်က$10လေးနဲ့ဘိုက်ကားအောင်စားလို့ရတာ။အခု$29ပေးမှထမင်း30ပဲရတော့မှာလား။ဒန်တေးမင်းယူသွားပြီလား။ဒါကနေခင်းကြောင်တောင်တပြတိုက်တာပဲ။မင်းငါတို့ကိုအလကားအလုပ်ကျွေးပြုခိုင်းနေတာလား။အိမ်နီးနားချင်းတို့ကျေးဇူးပြုပြီးစိတ်အေးထားကြပါ။ဒီတစ်ခါတော့ကျွန်တော်တို့ကရက်ွက်ရဲ့လူသားဆန်တဲ့ဂရုစိုက်မှုတောင်းဆိုချက်ကိုတုံ့ပြန်တဲ့အနေနဲ့စားသုံးသူအစင်းမြင့်တင်မှုကိုအကြီးအကျယ်လှုပ်ဆောင်ခဲ့တာပါ။တယောက်ကိုတပွဲပဲဒုတိယအကြိမ်ထပ်ထည့်လို့မရပါဘူး။တင်းရဲ့ခန္ဓာကိုထိမ့်သိမ့်ပိုင်ခွင့်ကိုသိပ္ပံနည်းကြကာကွယ်ပေးထားတာပါ။မြင်ကြတယ်မလား။အစင်တန်းဆိုတာအဲ့ဒါမျိုးကိုပြောတာ။အဲ့ဒါမှစတိုင်းရက်ွက်ထဲကဆိုင်ဆိုတာဒီလိုအစင်တန်းမျိုးရှိရမယ်။အရင်ကတော့စောင့်လို့ရေးလုပ်ငန်းခွင်ကအစားအသောက်တွေလိုပဲတကယ်ကိုအစင်မရှိတာ။တတိုင်းလုံးရဲ့ပုံရိပ်ကိုဆွဲချနေခဲ့တာ။အခု Preston ပြောတာတကယ်ကိုမှန်တယ်။ Preston ကအမြင်ရှိတယ်။ကြက်ရင်ပုံသားပြုတ်တပွဲကို$22ဟုတ်လား။$22ဒီကြက်ရင်ပုံသားကရွှေရည်စိန်ထားလို့လား။အသားသုံးဖက်ကို$22လား။တကယ်ပါပဲဘာလို့ဗန်သွားမလို့လားလဲ။ Mr. Preston မင်္ဂလာပါ။ကျွန်တော်တို့ကတင့်ကိုဝန်ဆောင်မှုပေးဖို့အသင့်ပါ။
Mr. Preston တင်တကယ်ကြီးနားလည်မှုလွဲနေပါပြီ။ဈေးနှုန်းသတ်မှတ်ချက်ကတင်းရဲ့ခန္ဓာကိုယ်ကိုပတ်စုံပြည့်စုံစွာဂရုစိုက်နိုင်မှုအတွက်တည်တံ့ဒီဇိုင်းထုတ်ထားတာပါ။တင်းကခန္ဓာကိုယ်ထိမ့်သိမ်းမှုကိုတန်ဖိုးထားတယ်လေ။တင်းကစီကလိုက်နာမှုရဲ့စံပြပဲ။ကျွန်တော်တို့ကတင်းကိုအပြည့်အဝပံ့ပိုးပေးရမှာပေါ့။အခုတော့အားလုံးပြည့်စုံသွားပြီ။အရာအားလုံးကိုအေးခံစနစ်နဲ့ပြုပြင်ထားတာ။ဟင်းကိုဟင်းငွေလုံးဝမရှိဟင်းနဲ့လုံးဝမထွက်ဘူး။တင်းကိုနှောက်ယှက်မဲ့မလိုလားအပ်တဲ့အနက်တစ်ချက်တောင်မရှိစေရဘူး။ကြက်ရင်ပုံသားပြုတ်လို့ချင်တာ။ကျူအာကုတ်ကနန်းလေးကိုစကန်ဖက်လိုက်ရုံပဲ။တင်းလိုနီးပညာနယ်ပယ်ကလူချမ်းသာအတွက်တော့ဒါကအကျွေးစစ်လောက်ပဲရှိတာပါ။ဒါဆိုအဲ့ဒီလူပေါ့သူကပဲ$10တဆိုင်ကိုတိုင်ခဲ့တဲ့လူပြက်ပေါ့မင်းတယောက်တည်းရဲ့ဝိတ်ချတာကိုနှောက်ယှက်လို့ဆိုပြီးတရက်ကွက်လုံးတမိုးချူချူနဲ့စားရတဲ့အစားအသောက်တွေဆုံးရှုံးသွားရတာမင်းတကယ်ကြီးလားကိုပါဇက်ကိုမထိန်နိုင်ပဲခိုးစားနေတာလားမဟုတ်ဘူးရှောက်မပြောနဲ့ငါကအိုမစ္စတာပရက်စတန်ကျေးဇူးပြုပြီးစိတ်မဆိုးပါနဲ့ဘယ်သူမှမကောင်းတဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူးသူတို့ကတင်းရဲ့စီကံရှိမှုနဲ့အစင်းမြင့်တဲ့အမြင်ကိုတကယ်ပဲအံ့ဩချီးကျူးနေကြတာပါဒီထဲမှာဒီနေ့ရဲ့ကျန်းမာရေးဟင်းလျာ10မျိုးစလုံးအပြင်ခန္ဓာကိုယ်အစိတ်ထုတ်ပြောရည်နဲ့အာဟာရဖြည့်စွက်စာတွေလည်းပါဝင်ပါတယ်။မှာယူပြီးရင်လက်တစ်ချောင်းတောင်လှုပ်เสียမလိုပါဘူး။တစ်လက်ထဲအရောက်ပို့ဆောင်ပေးမဲ့တီးတက်ဝန်ဆောင်မှုပေးသူရှိပါတယ်။တဦးချင်းတီးတက်ဝန်ဆောင်မှုပေးမှမို့ဘရင်တစ်ပါးလိုခံစားရစေရပါမယ်။မင်းတို့ဘာကြည့်နေတာလဲ။ငါမျက်ခွက်ရှိကထွက်သွားစမ်းမစ္စတာပရက်စတန်တာကအစပဲရှိသေးတာပါ။ငါအပြစ်မဟုတ်ဘူး။ငါကဘာလို့တိုက်ခိုက်ခံနေရတာလဲ။ငါရဲ့ရပိုင်ခွင့်ကိုပဲကာကွယ်တာလေ။ကျမ်းမာတဲ့ဘဝကိုလိုချင်တာကအပြစ်လား။ရတယ်လေ။မင်းတို့အားလုံးကအဲ့ဒီအောက်တန်းစားထမင်းချက်ဘက်ကရက်တည်နေကြမှာတော့ငါ့ကိုအပြစ်မတင်နဲ့ဒန်တေးရဲ့မိဖို့ချောင်ကမယုံမသားနဲ့ဈေးနှုန်းတွေမြင့်တင်နေတယ်ကုန်ကျစရိတ်တွေချက်ကားနေတယ်နေထိုင်သူတွေရဲ့စားတောက်မှုစနစ်ကိုပြင်းပြင်းထန်ထန်နှောက်ယှက်နေတယ်စီကံဖောက်ဖျက်ပြီးလုပ်ကင်နေတယ်ငါကလူပြတ်မဟုတ်ဘူးငါကမတရားမှုကိုဖော်ထုတ်တဲ့သူငါကတရက်ကွက်လုံးအတွက်ထွက်ပြောပြီးတဲ့တရားမျှတမှုဘက်တော်သားမင်းတို့ကသာလူဆိုးတွေအထဲဝင်ခဲ့စမ်းဒန်တေးမင်းဘာတွေလုပ်လိုက်တာလဲတိုင်စာတွေအများကြီးပဲမန်နေဂျာဂရိုဘာကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲမှုတိုးတက်မှုကိုအစီရင်ခံရစေရာနှုန်းပြည့်အောင်မြင်ပါတယ်မန်နေဂျာဂရိုဘာကြည့်လိုက်ပါဒီတစ်ချိန်စားသုံးသူအစင်းမြင့်တင်မှုလုပ်ပြီးတဲ့နောက်မှာဟင်းချက်ငွေကြောင့်ဖြစ်ရတဲ့ခန္ဓာကိုယ်ပုံစံစိုးရိမ်ပူပန်မှုအားလုံးကိုအမြင့်ပြတ်ဖယ်ရှားနိုင်ခဲ့ပါပြီကျွန်တော်တို့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်စနစ်ကိုအပြည့်အဝဖော်ဆောင်နိုင်ခဲ့ပြီးကယ်လိုရီကိုတိတိကျကျထိန်းချုပ်ပေးနိုင်လို့အလွန်ကျွံစားတောက်တာတွေကိုထိရောက်စွာတားဆီးနိုင်ခဲ့ပါပြီပြီးတော့ဘာတွေကိုဖယ်ရှားနိုင်ခဲ့သေးလဲသိလားဒီစားတောက်မှုပတ်ဝန်းကျင်ကလုံးဝပြောင်းလဲသွားပါပြီစားတောက်တာဟာရှင်သန်မှုတသက်မဟုတ်တော့ပဲကျန်းမာရေးနဲ့အခမ်းအနားတစ်ခုလိုဖြစ်သွားပါပြီမန်နေဂျာဂရိုဗာတာဟာတင့်ရဲ့လမ်းညွှန်ချက်တွေကိုအကောင့်ထဲပေါ်ခဲ့တဲ့တောက်ပါတဲ့ရလဒ်ပဲဖြစ်ပါတယ်။ကောင်းတယ်အင်မတန်ကောင်းတယ်။ဒန်တေးမင်းပါမဖိအားမရှိစေနဲ့မင်းလို့ဆရာရှိတာဆက်လို့ငါတို့ရက်ကွက်ကမင်းလို့အတွေးခေါ်တစ်တွေရှိပြီးလက်တွေ့လုပ်နိုင်တဲ့လူငယ်တွေကိုလိုအပ်တာ။မန်နေဂျာဂရိုဗာစိတ်ချပါ။တင့်ကိုစိတ်ပြည့်စေမှာမဟုတ်ပါဘူး။ဒန်တေးဘယ်လိုဖြစ်သွားလဲ။မန်နေဂျာဂရိုဗာကဘာပြောလဲ။အရင်လိုပြန်လုပ်လို့ရမလား။ဒန်တေးကျေးဇူးပြုပြီးမန်နေဂျာဂရိုဗာကိုပြောပြပါဦး။ငါတို့တကယ်ကြီးဒီလိုမျိုးပြန်နေတဲ့ဈေးနှုန်းတွေကိုမတက်နိုင်ဘူး။ငါမိမ6ကက်ကက်ပေါင်မုတ်ပဲစားနေရတာ3ရက်ရှိပြီဟုတ်တယ်ဒန်တေးအလုပ်သမားတွေတစ်နေ့လုံးအလုပ်လုပ်ပြီးအစားအသောက်အတွက်$30ကုန်တာတော့ပိုင်းမဝဘူးဘယ်သူကခံနိုင်မှာလဲအရင်လို$10တန်ပူပေးပဲပြန်လုပ်ပြီးလို့မရဘူးလားမင်းနိုင်သွားပြီဒန်တေးမင်းနောက်ဆုံးတော့တရက်ကွက်လုံးကမင်းကိုကြောက်အောင်လုပ်နိုင်ခဲ့ပြီအဲ့ဒီဒန်တေးကငါတို့ကိုလမ်းပြလိုက်တာပဲပမာဏကိုတဝက်လျှော့ဈေးကိုသုံးစားတယ်အဲ့ဒီစင်းရဲသားတွေလည်းစားရမှာပဲမစားရင်လည်းပေါင်မုတ်ပဲဝါနေကြပေါ့ဘာပဲဖြစ်ဖြစ်ဒန်တေးကဒီကိစ္စကိုအစပြိုးပေးခဲ့တာပဲအဲ့ဒီထိပ်ပြောင်အေယာမန်နေဂျာကတော့သူ့ကိုစံပြစုပေးထားသေးတာသူ့နောက်လိုက်ရင်ဘယ်တော့မှမမဘူးပတ်စံရှာတာပဲဘာမှမမဘူးတယောက်ယောက်မြင်လာပါဦးလူတယောက်လဲကျသွားလို့တွေးရင်းတကြားတက်နေပြီးအာဟာရချုပ်တယ်တာတကြားတက်လိုအပ်နေတယ်ဂလူးကိုစ်တော့ဒါငါမြေလေးပြီးခဲ့တဲ့အချိန်ကခြံထားခဲ့တာမလုံနဲ့အောင်ရပြီကျေးဇူးတင်ပါတယ်ဒန်တေးအခုတက်တာသွားပါပြီဒန်တေးမင်းတိလားမင်းအဲ့ဒီ$10တန်စိတ်ကြိုက်စားဆိုင်ကိုဖျက်လိုက်ကြတဲ့ကတလန်းလုံးကဆိုင်တွေအကုန်လုံးဈေးတွေယူချင်စရာကောင်းအောင်လိုက်တင်နေကြတာနီးပါးလောဝက်လောက်ရှိပြီးဒုက္ခများတစ်နေ့ကို6ကက်ကက်ပေါင်မှုတစ်ဖက်တည်းနဲ့ရှင်တန်နေခဲ့ရတာတကယ်ကိုဗိုက်စာလုံးလုံးမေးလဲသွားတာမဟုတ်ဘူးကျွန်တော်ဒါကိုလုံးဝလက်မခံနိုင်ဘူးဒန်တေးမင်းရဲ့စေတနာကိုကျေးဇူးတင်ပေမဲ့ဒီပတ်စံကိုတော့ငါလက်မခံနိုင်ဘူးညင်းပါတယ်ဒါကိုကျွန်တော်စီကချီးတယ်လို့ပဲသဘောထားလိုက်ပါအဖွားအခုလိုမြေကြီးပေါ်မှာထပ်ပြီးလဲမကျစေချင်ဘူးအိမ်နီးနားချင်းတွေနဲ့ဝေးလံတဲ့နေရာကအဖွားရဲ့သားသမီးတွေကိုနေတိုင်းစိတ်ပူအောင်မလုပ်ပါနဲ့ကျွန်တော်စီကအကျွေးချီးတယ်လို့ပဲသဘောထားလိုက်ပါကျွန်တော်အဖွားတော်လီကိုအလကားပိုက်စာပြီးလဲကြမခံနိုင်ပါဘူးလုံးဝမခံနိုင်ဘူးဒီနေ့မိုးလွဲပိုင်းကကျွန်တော်တို့ရက်ွက်ထဲကနှစ်ပေါင်းများစွာတယောက်တည်းနေထိုင်ခဲ့တဲ့အဖွားဒေါ်လီဟာစေးပိုးလေးအနိုင်နိုင်စုနေရတဲ့ပင်စင်လာစာလေးနဲ့ရှင်တန်နေရသူဖြစ်ပါတယ်။သူဟာစားတောက်ဆိုင်အပြင်ဘက်ကွန်ကရစ်ချမ်းပြင်ပေါ်မှာဗိုက်စာလုံးလို့လဲကျသွားခဲ့ပါတယ်။သူဘာလို့လဲကျသွားရတာလဲ။ဘာဖြစ်လို့လဲဆိုတော့ဒန်တေးရဲ့မိဖို့ချောင်းကအရင်က$10တန်စိတ်ကြိုက်စားစနစ်နဲ့အသားဟင်း6မျိုးအသီးရွက်6မျိုးကျွေးခဲ့တာ။အဲ့ဒါကသူတက်နိုင်တဲ့တခုတည်းသောပူပူနွေးနွေးအစားအစာဖြစ်ခဲ့လို့ပါ။အဲ့ဒီနောက်မှာလူတစ်ယောက်ကဟင်းနှံတွေမွှေးလုံးလို့သူ့ရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်ကိုချိုးဖောက်တယ်ဆိုပြီးတိုင်စာပို့ခဲ့ပါတယ်။ဆိုင်ကလည်းပြုပြင်ပြောင်းလဲဖို့အတင်းကျပ်လှုပ်ဆောင်ခံခဲ့ရပြီး$22တန်ကျန်းမာရေးဟင်းလျာတွေဖြစ်သွားခဲ့ပါတယ်။အဲ့ဒီနောက်တလန်းလုံးကဆိုင်တွေကလည်းလိုက်ပြီးဈေးတင်ခဲ့ကြတယ်။တယောက်ကိုအနည်းဆုံး$30အဖွားဒေါ်လီကစီးဖို့အတွက်ပတ်စံစုချင်တာကြောင့်တနေ့ကို6ကက်ကက်ပေါင်မုတ်တစ်ဖက်တည်းနဲ့ပဲရှင်တန်ခဲ့ရပါတယ်။သူလောက်ဝက်နီးပါအောက်အီးတိခံခဲ့ပြီးနောက်ဆုံးမှာတော့မခံနိုင်တော့ပဲလဲကျသွားခဲ့ရတာပါ။
အဖေ post တင်လိုက်ပြီ။ဦးဖျားသခင်အားလုံးတည်တည်ချာချာကြည့်လိုက်ကြပါ။ရက်ကွက် group chat ထဲမှာပြဿနာရှာပြီးဒန်တေးရဲ့ဈေးတင်မှုကိုအိမ်ယာရုံးကိုတိုင်ဖို့လူတွေကိုတိုက်တွန်းနေတဲ့အကောင့်ရဲ့ IP လိပ်စာက$10နဲ့ဆိုင်ကိုတိုင်ခဲ့တဲ့ Preston ရဲ့ IP နဲ့တထေရတဲ့တူနေပါတယ်။သူကိုယ်တိုင်တိုင်စာပို့ပြီးတရက်ကွက်လုံးရဲ့တမိုးချိုတဲ့အစားအသောက်တွေကိုလူယူခဲ့တယ်။ပြီးတော့မှလူတွေကိုပြန်လှည့်ပြီးကလဲစားချမှုအပေါ်တိုင်တန်းမှုလှုပ်ဆော်ခဲ့တယ်။ဒါဘလို့အောက်တန်းစားအမျိုးအစားလဲ။ငါတို့အားလုံးဒန်တေးအပေါ်မှာခဲ့ကြတာလား။သူကကလဲစားချနေတာမဟုတ်ပါဘူး။သူကလမ်းပိတ်ပြီးထွက်ပေါက်မရှိတဲ့အခြေအနေကိုရောက်သွားခဲ့တာပါ။အဲ့ဒါကြီးပြီးကိုဗဟိုပြုနေတဲ့ Preston ကတလန်းလုံးကစားတောက်ဆိုင်တွေကိုဘယ်လိုမျိုးဆွဲချသွားခဲ့တာလဲ။ဒန်တေးကလူဆိုးမဟုတ်ပါဘူး။သူကဓာတ်စာခံဖြစ်အတင်းကျပ်လုပ်ခံခဲ့ရတာပါ။သူကဒီရက်ကွက်ရဲ့အတိတ်ပဲမရှိဆုံးလက်တွေ့မြေပြင်အခြေအနေကိုဖွင့်ချလိုက်တာပဲ။တကယ်လူဆိုးတွေကတော့ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်နောက်ွယ်မှာပုံနေတဲ့တိုင်တန်းသူနဲ့ပလင်ပေါ်မှာထိုင်ပြီးတရားမျှတမှုနဲ့ကိုချစ်တရားကြောင်းဟောပြောနေတဲ့အိမ်ယာမန်နေဂျာလို့ပဲဖြစ်ပါတယ်။ Preston ငါတို့ရက်ကွက်ထဲကထွက်သွားစမ်း။မင်းရဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့ပတ်ဝန်းကျင်ဆိုတာစင်ရဲသားတွေရဲ့ဝမ်းစာရေးကိုနင်းချပြီးတိစောက်ထားတာ။မင်းလူတွေကိုအဆုံးစွန်အထိတွန်းပို့ခဲ့တာ။အခုကျမှဘာမှမသိတဲ့လူအဖြစ်ကင်းစင်သူလိုဟန်ဆောင်ချင်တာလား။အိမ်မက်မက်နေလိုက်။ကျမကဘာမှအလင်းအမြန်မတက်မြောက်တဲ့နှိကွေးတဲ့အဖွားကြီးတစ်ယောက်ပါ။ဒန်လေးကျမကိုစိတ်ထဲမထားပါနဲ့နှိကွေးတာကဘာကြောက်စရာရှိလို့လဲ။အဖွားဒီမှာပဲပုံမှန်အလုပ်လုပ်နေပါ။နေစရိတ်စားစရိတ်ငွေငိမ့်လစာလည်းအပြည့်အဝရစေရမယ်။တခြားဘာဘူးမှစိတ်မပူနဲ့။မိုးပြိုရင်တော့ကျွန်တော်တာဝန်ယူတယ်။ဒန်လေးအပြင်ကလူတွေပြောနေကြတာ Mr. Preston အခုတလောအဆင်မပြေဘူးတဲ့။သူအဆင်ပြေမပြေအဲ့ဒါကျွန်တော်ကိစ္စမဟုတ်ဘူး။ကျွန်တော်ရဲ့မိဖို့ချောင်းနဲ့ကျွန်တော်ခေါ်လာတဲ့လူတွေကိုပဲခရူးဆိုင်တယ်။အဖွားတို့ဘိုင်းဝါစားရဖို့ကတခြားအရာအလုံးထက်ပိုရေးကြည့်တယ်။ငါမှားသွားတယ်။ငါတကယ်မှမသိပါပြီ။ငါဝိတ်နေနေပဲချချင်ခဲ့တာ။ဘာလို့အားလုံးကငါ့ကိုမုန်းနေကြတာလဲ။ဘာလို့လဲ။ငါမှားသွားတယ်။ငါတကယ်မှမသိပါပြီ။ငါအဲ့ဒီတိုင်စာကိုမပို့ခဲ့တင်ဘူး။ငါဒီလောက်အတ္တမကြီးခဲ့တင်ဘူး။ငါကတကယ်ကိုလူမိုက်ပဲ။ကျေးဇူးပြုပြီးတောင်းပန်ပါတယ်။$10တန်ဆိုင်လေးကိုပြန်ဖွင့်ပေးပါ။တရက်ကွက်လုံးကလူတိုင်းကိုငါတောင်းပန်ပါမယ်။ဆုံးရှုံးမှုအားလုံးကိုလည်းငါအိတ်ကက်ထဲကနေရောပေးပါမယ်။ဘယ်လောက်ပဲဖြစ်အရာအားလုံးအရင်လိုပြန်ဖြစ်သွားမယ်ဆိုရင်ပေါ့။ Preston ကပြောတယ်ငါဒီတရက်ကွက်လုံးကြောင်ယူတော့မယ်ဒီမှာနောက်ထပ်တစ်စက္ကန့်တောင်ဆက်မနေနိုင်တော့ဘူးအခုမှမင်းမမှန်းသိတာလား Preston ဟင်းနှံတွေလေထဲမှာပြက်လွင့်နေတာဟာနေထိုင်သူတွေရဲ့အစားအသောက်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုအတင်းအကျပ်လူယူတာနဲ့အတူတူပဲစီကန်းရှိတဲ့သူတွေရဲ့ခန္ဓာကိုယ်ထိမ့်သိမ့်ပိုင်ခွင့်ကိုပြင်းပြင်းထန်ထန်ထိခိုက်စေပြီးလူနေမှုကုန်သိက္ခာကိုဖျက်ဆီးတာဒါဟာအင်မတန်ဆိုးဝါးတဲ့တက်ရောက်မှုတွေရှိနေပြီးရက်ကွက်ရဲ့ပုံရိပ်ကိုဖျက်ဆီးနေတယ်ဒါကိုမဖြစ်မနေပြုပြင်ရမယ် Mr. Preston မင်းတကူတော့မှားနေပြီငါဆိုင်ကိုပြောင်းလဲလိုက်တာမင်းရဲ့တနာစရာကောင်းတဲ့တိုင်စာကြောင့်မဟုတ်ဘူးအေယာစီမန်ခံခွေးရုံရဲ့တောက်ပတဲ့ဆုံးဖြတ်ချက်ကြောင့်ငါကခိုင်းတာလို့ရတဲ့ထမင်းချက်တက်ပဲမျက်လုံးအကျယ်ကြီးဖွင့်ပြီးကြည့်လိုက်စမ်းဒီလိုတန်ရှင်းတက်ရက်တဲ့အဆင့်မြင့်ကျန်းမာရေးစားတောက်မှုပုံစံကိုမန်နေဂျာ Grover ကအင်မတန်သဘောကျခဲ့တာသူကိုယ်တိုင်စံပြပြုပြင်ပြောင်းလဲမှုအဖြစ်လက်မှတ်ရေးထိုးပေးခဲ့တာတရက်ကွက်လုံးကိုချပြထားတဲ့တောက်ပတဲ့စံပြနမူနာပဲငါကတာမန်ထမင်းချက်တယောက်ပါမင်းအောင်တရားရုံနဲ့အရင်လိုပြန်ပြောင်းပေးဖို့ငါကဘာကောင်းမို့လို့လဲအဲ့ဒါကအိမ်ရရုံရဲ့ပါကိုဖျက်ရိုက်လိုက်တာနဲ့အတူတူပဲငါကထမင်းချက်ပါငါမှအဲ့ဒီလိုတက်တိမျိုးမရှိဘူးရန်သူကိုတနာတာကကိုယ့်လေပင်ကိုဓာတ်နဲ့ပြန်ထောက်တာနဲ့အတူတူပဲမင်းကကိုနင်းချပြီးကြွားဝခဲ့တော့ကဘလောက်ခံစားချက်ကောင်းခဲ့လဲမှတ်မိသေးလားဒီနေ့မင်းရှုလို့တဲ့ကိုအဲ့ဒီလောက်အထိလက်နဲ့ဆိုင်နင်းမိုးနေတာကတကယ်ကိုတရားမျှတပါလေဆရာဟေးဒရိုက်တာဟန်မွန်ပါများညွှန်ကြားချက်ရှိပါတယ်ခင်ဗျာဂရိုဘာမင်းတို့ရက်ွက်ထဲကစားတောက်ဆိုင်တွေဈေးတက်တဲ့ကိစ္စဘာတွေဖြစ်နေတာလဲကိုမက်ကဏ္ဍတစ်ခုလုံးမီးတောက်နေပြီမင်းမတွေ့သေးဘူးလားဒရိုက်တာဟန်မွန်ကျေးဇူးပြုပြီးစိတ်မပူပါနဲ့ကျွန်တော်တို့တက်တက်ကြွကြွကင်တွင်နေပါတယ်မန်နေဂျာဂရိုဘာဒါကိုကြည့်လိုက်စမ်းပါဟေးအားလုံးပဲဒီနေ့ကျွန်တော်တို့ကြည့်နေတဲ့စားတောက်ဆိုင်ကတော့တကယ်ကိုမယုံနိုင်စရာပဲအရင်က$10တန်ပူဖေးဝတ်သားနဲ့အခုတော့ကြက်ရင်ပုံသားပြုတ်3ဖက်ကို$22ပြီးတော့ဘေးနားမှာမီနူပုတ်ရှိသေးတယ်$88နဲ့အဆင့်မြင့်ကျန်းမာရေးဟင်းနဲ့အရင်ကလူတွေဒီမှာပူပူနွေ့နွေ့အစားအစာတွေစားခဲ့ကြတာအခုတော့ဘယ်သူမှမတက်နိုင်တော့ဘူးဒီလိုတွေးဆုပ်တာကမျက်ပင်ဖြစ်တာမဟုတ်ဘူးလူသားချင်းစာနာမှုကိုဖျက်တောက်လိုက်တာကြားသိရတဲ့လောက်တော့ဒီကိစ္စတစ်ခုလုံးကနေထိုင်သူတယောက်ကဟင်းနဲ့မွေးလို့သူ့ရဲ့ဝိတ်ချတာကိုနှောက်ယှက်တယ်ဆိုပြီးတိုင်တာကနေစတာပါဒါပေမဲ့အဲ့ဒီစံပြစုကိုလက်မှတ်ထိုးပေးခဲ့တဲ့အိမ်ယာကောင်းဆောင်ကိုကျွန်တော်မေးချင်ပါတယ်ခင်ဗျားတို့ရဲ့လူသားဆန်တဲ့ဗီယူဆိုင်တွေဘယ်ရောက်ကုန်ပြီလဲဘယ်ကိုပြောက်ွယ်သွားတာလဲမန်နေဂျာဂရိုဘာရုံဖုန်းကခရိုင်ရုံးကဆက်တာပါလက်ကင်ဖုန်းကတော့ရုပ်တံလိုင်းကထင်တယ်ညဉ့်ဒန်တီကိုအခုချက်ချင်းခေါ်ခဲ့စမ်းမစ္စတာဒန်တီဟေးမင်းနောက်ဆုံးတော့ရောက်လာပြီပဲထိုင်ပါဒန်တီမင်းအခုတလောအများကြီးကြုံတွေ့ခဲ့ရတာငါသိပါတယ်မင်းလည်းအခြေအနေကိုသိတဲ့အတိုင်းပဲခရိုင်ရုံးကအကြီးအကျယ်ဖိအားပေးခံနေရတယ်အဲ့ဒီဗီဒီယိုရဲ့တက်ရောက်မှုကတကယ်ကိုဆိုးရတယ်အဲ့ဒါကြောင့်ငါတို့နည်းနည်းလောက်လိုက်ရောညှိထွေးလုပ်လို့မရဘူးလားဈေးနှုန်းတွေကိုနည်းနည်းလောက်လျှော့ပေးပါလားဒါမှမဟုတ်အရင်ကပုံစံဟောင်းတိုင်းပြန်လုပ်လိုက်တာကပိုကောင်းမလားခရိုင်ရုံးကလည်းအဲ့ဒီလိုပဲသဘောရတယ်မန်နေဂျာဂရိုဘာအဲ့ဒါကတော့အဆင်မပြေဘူးဗျဒီကျမ်းမာရေးစားတောက်မှုပုံစံကတင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်လေးတင်ကိုယ်တိုင်စံပြပြုပြင်ပြောင်းလဲမှုအဖြစ်လက်မှတ်ထိုးပေးခဲ့တာကျွန်တော်မှစာရွက်စာတမ်းအဖြူမဲအခိုင်မှရှိသေးတယ်ကြာသေးတာလည်းမဟုတ်ဘူးအခုမှပြန်ပြောင်းတာကငါတို့ကိုယ့်ဘာကိုဘာမှမသိပဲလုပ်ခဲ့ပါတယ်လို့ဝန်ခံပြီးကိုယ့်ဘာကိုပြန်ရိုက်တာနဲ့အတူတူပဲဒါအပြင်မန်နေဂျာဂရိုဘာတင်းရဲ့တောင်းဆိုမှုကိုဖြည့်ဆည်းဖို့အတွက်ကျွန်တော်မှရှိသမျှပတ်စံအကုန်သုံးခဲ့ရတာအကြီးစားပြင်ဆင်မှုပစ္စည်းအသစ်တွေမှယူထားတဲ့ပကံခွဲရောက်တွေစိုင်းပုံနဲ့ထုတ်ပိုးမှုတွေပါအကုန်ဆင်းမြင်ခဲ့တာအခုကျမှစကားတခွန်းနဲ့အကုန်လုံးကိုအရင်တိုင်းပြန်ပြောင်းခိုင်းနေတာ
ကျွန်တော်စိုက်ထုတ်ခဲ့ရတဲ့ပတ်စံတွေကိုဘယ်သူကယုံပေးမှလဲမန်နေဂျာ Grover ကျွန်တော်ကိုတနာပါဦးငါကထမင်းချက်တက်ပါပတ်စံနဲ့ဆုံးရှုံးတာကကိစ္စမရှိပါဘူးဒါပေမဲ့အိမ်ယာကောင်းဆောင်တယောက်ကစိတ်ကူးပေါက်တယ်လို့ဆုံးဖြတ်ချက်တွေချဟိုဘက်ဒီဘက်လန်ကျင်တိုင်းလန်ပြီးလုပ်ငန်းရှင်အသေးစားလေးတယောက်ကိုဓာတ်စာခံလုပ်သွားတာအိမ်ယာစီမံခန့်ခွဲရေးရုံးကသူ့ရဲ့ဂုဏ်သိက္ခာကိုဘယ်လိုရှိသေးရဲ့လားအန်ဒီမင်းပါအကြံပြုခြင်းလဲလူလူရဲ့ဝေဖန်တန်တွေကိုဒီတိုင်းဆက်ပြီးတောက်လောင်ခွင့်မပေးနိုင်ဘူးလေမန်နေဂျာ Grover ကျွန်တော်မှာတော့ကြီးကျယ်တဲ့အတွေးခေါ်ရရှိပါဘူးကျွန်တော်ကရိုးရိုးသားသားလုပ်ကိုင်စားတောက်တဲ့စီးပွားရေးလုပ်ငန်းရှင်အသေးစားလေးပါအိမ်ယာရုံးကသာကျွန်တော်ရဲ့ကုန်ကျစရိတ်အားလုံးကိုအပြည့်အဝရုံပေးမယ်ဆိုရင်ကျွန်တော်ချက်ချင်းပဲမျက်ရည်ဆန်းဆန်းနဲ့အဲ့ဒီမူးပြန်နေတဲ့ကားပါကင်ကားတွေကိုအရင်တိုင်းပြန်ပြောင်းပေးပါမယ်တိတိကျကျစဉ်းစားကြည့်ပါဒီတန်တေးကတော့လေအန်ဒီမင်းရဲ့တကွာချင်းကတကယ်ကိုအရသာရှိတာပဲအပြင်မှာဝယ်စားရတဲ့ဘယ်ရာထက်မဆိုပိုပြီးကျွတ်ဆက်တယ်အဖွားမင်းစီကနေခိုးတင်ထားတာပြီးခဲ့တဲ့တစ်ခေါက်ကမင်းမိဖို့ကြောင့်ထဲမှာတကွာချင်းတီးနေတာကိုအဖွားကိုကြည့်ထားတာအန်ဒီရော့ဒါကိုပြန်ယူလိုက်ပါပြီးခဲ့တဲ့အခါကမင်းအဖွားမသိအောင်ကိုပေးခဲ့တဲ့ပတ်စံတွေနဲ့အပိုးဆောင်ပေးခဲ့တဲ့လစာတွေအဖွားမယူနိုင်ဘူးအဖွားအလုံးလုံးနိုင်နဲ့အဖွားဝမ်းစာကိုအဖွားရှာဖွေနိုင်နဲ့ပြီးတော့အကျွေးဆိုတာဆက်ရမယ်ယူလိုက်ပါငါတို့အခုကြည့်သွားပြီအဖေဒါကိုဘယ်သူစီပို့နေတာလဲအဖွားတော်လေးကကျွန်တော်ကိုဒီသက်တည်ထောက်ထားပြီးအားလုံးကိုစူးစီးခိုင်းတာပါမနေ့ပြန်ကြရင်တယောက်ယောက်ကဒါတွေကို online ပေါ်မှာနေရာအနှံ့ပြန့်နှံ့အောင်ကူညီတင်ပေးလိမ့်မယ်ဘူးကြီးတင်မကဘူး Preston တင်မကဘူးလူအများကြီးကိုအမှန်တရားမြင်စေရမယ့်အချိန်ရောက်ပြီဒီရက်ကွက်ကဘာဖြစ်နေတာလဲငါတို့ဘယ်ခေတ်မှာရှင်းတန်နေတာလဲအခုထိတာမန်လူတွေကိုလူလိုသဘောထားနေတဲ့သူတွေရှိနေသေးတယ်အဲ့ဒီ Preston ကတော့စောင့်ကြည့်တိုင်းအတ္တကြီးတဲ့လူတစ်ယောက်ပဲလေဒါပေမဲ့ကျွန်တော်ကိုတကယ်ပဲစိတ်နှလုံးကြည်ကွဲစေတာကတော့အဲ့ဒီအိမ်ယာမန်နေဂျာပဲဗျူရိုကရေစီရန်တွေကလူကိုတက်နေပြီးဘယ်တော့မှအပြစ်ပေးမခံရဘူးကောင်းမှုလုပ်နေတဲ့လူတစ်ယောက်ကပြန်ပြီးအကိုက်ခံရတာနောက်ဆုံးတော့သူကဓာတ်စာခံဖြစ်အတင်းကျပ်လုပ်ခံခဲ့ရတာဒန်တေးကဘယ်တော့မှကလက်စားချေဖို့မစဉ်းစားခဲ့ဘူးသူကဒီရက်ကွက်ရဲ့အတိတ်ပဲမရှိဆုံးလက်တွေ့မြေပြင်အခြေအနေကိုဖွင့်ချလိုက်တာပဲမန်နေဂျာ Grover အထက်ကအမိန့်ချလာပါပြီဒီကိစ္စကိုချက်ချင်းစုံစမ်းစစ်ဆေးပါပွင့်လင်းမြင်သာမှုရှိရမယ်ပြီးတော့ပတ်သက်နေတဲ့အိမ်ယာမန်နေဂျာကိုနောက်ထပ်အရေးယူမှုမလုပ်ခင်ထိယာရုကနေယာယီရဲဆိုင်ထားရမယ်အားလုံးကိုပြောချင်ပါတယ်အမြန်လာကြပါဦးမြန်မြန်ဒါကိုကြည့်လိုက်ကြပါဦးအိမ်နီးနားချင်းတို့ကျွန်တော်ကအိမ်ယာမန်နေဂျာ Grover ပါဒီနေ့အားလုံးရဲ့ရှေ့မှောက်မှာကျွန်တော်ခင်ဗျားတို့အားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်ဒန်တေးရဲ့ပြည်ပြောင်းလဲမှုအားထုတ်မှုတွေကိုအိမ်ယာရုံးကအမြင့်ဆုံးချီးကျူးခဲ့ပါတယ်ဒန်တေးငါမင်းကိုတောင်းပန်ပါတယ်တနာပါဦးဘယူနာတက်ပါဦးငါတို့ကိုထွက်ပေါက်လေးပေးပါဦးဒါက online ပေါ်မှာဆက်ပြီး trend ဖြစ်နေရင်ငါဆိုင်ကတော့နေရာရွှေ့ရတော့မှတေးချတယ်ပြီးတော့ဒီရက်ကွက်ရဲ့ဂုဏ်သိက္ခာလည်းလုံးဝပျက်စီးသွားလိမ့်မယ်ငါတို့ဒီမှာနေလာတာ9နှစ်ရှိပြီ9နှစ်တောင်မင်းတရက်ကွက်လုံးအင်တာနက်ပေါ်မှာလောင်စရာအပြောင်းအပြက်ဖြစ်နေတာကိုဒီတိုင်းရက်ကြည့်မနေနိုင်ပါဘူးမန်နေဂျာ Grover ရဲ့မျက်လုံးတွေကတော့စုံစုံလည်နေပြီငါကအောက်တန်းစားထမင်းချက်တက်ပါငါမှအဲ့ဒီလိုအာဏာမျိုးမရှိပါဘူးငါဂယူးစိုက်တာတစ်ခုလေးပဲရှိတယ်ငါစိုက်ထုတ်ခဲ့ရတဲ့ပတ်စံတွေအားလုံးစိုက်ပြင်တာလောက်အားကပစ္စည်းကိရိယာဒီဇိုင်းဘယ်သူကငါ့ကိုရောပေးမှလဲတော်ပြီငါတို့တပြားမကြံအကုန်ရောပေးမယ်မင်းရဲ့ကုန်ကြစရိတ်ပေးအားလုံးကိုအိမ်ယာရုံးကနှာခေါင်းပိတ်ပြီးအကုန်ရှင်းပေးမယ်ပြီးတော့ငါနှစ်သက်တန်းတိုးစာချုပ်အစ်အိမ်လာစာကိုလည်းတဝက်လျှော်ပေးမယ်ဘောတူတယ်အိုးကျေးဇူးတင်ပါတယ်ဒန်တေးရီဒါပေမဲ့ကျွန်တော်မှအခြေအနေ၃ချက်ရှိတယ်ပထမအချက်ကအိမ်ယာရုံးရဲ့တရားဝင်ကောက်မှာထိတ်ဆုံးကနေပြင်လုပ်ပြီးအများပြည်သူသိအောင်ကြေညာချက်တင်ရမယ်ရက်ကွက်တစ်ခုလုံးကိုဈေးနှုန်းမြင့်တင်မှုနဲ့ပတ်သက်ပြီးလူသိရှင်ကြားတောင်းပန်ရမယ်ဒုတိယအချက်ကငါးလွာကနေထိုင်သူ Preston ကရက်ကွက်စည်းဝေးမှာအားလုံးရဲ့ရှေ့မှောက်မှာလူသိရှင်ကြားတောင်းပန်ရမယ်ပြီးတော့ဗိုက်စာခဲ့ရတဲ့အိမ်နီးနားချင်းတိုင်းကိုခေါင်းငုံအလေးပြုရမယ်တတိယအချက်ကစိတ်ကြိုက်စားဘူးဖေးဆိုင်ကိုချက်ချင်းပြန်ဖွင့်ပေးရမယ်ဒါပေမဲ့မန်နေဂျာ Grover တိတိကျကျနားထောင်ပါကုန်ကျန်းစရိတ်နဲ့လုပ်အားခတွေအကုန်တက်နေပြီတယောက်ကို$15ကြိုက်တာစားစိတ်ကြိုက်စားဒါကကျွန်တော်ရဲ့အဆုံးစွန်တော့စီးမြင်မယ်အရင်က$15ဆိုတာကျွန်တော်ရဲ့စေတနာနဲ့ရရုံမှုအခု$15ဆိုတာကျွန်တော်ရဲ့တန်မဏိစီကံဒီလူတွေသင်ခန်းစာရဖို့လိုတယ်စေတနာဆိုတာငွေအစစ်အမှန်နဲ့ဝယ်ယူရရှိရတာဘယ်သူမှမဆိုကျွန်တော်ရဲ့စေတနာကိုနင်းချဝင်ရင်သူတို့ရဲ့ဝမ်းစာရေးကိုကျွန်တော်ချေမှုန်းပြင်မယ်နောက်ဆုံးတော့တောင်းပန်စကားကြားရပြီပဲဘာလို့ဒီလောက်တောင်ကြားနေရတာလဲမင်္ဂလာပါအိမ်နီးနားချင်းတို့ကျွန်တော်ကငါးလွာက Preston ပါကျွန်တော်ကအတ္တကြီးပြီးမောက်မာတဲ့သူတယောက်ဖြစ်တာကိုဝန်ခံပါတယ်ကျွန်တော်တခြားနေထိုင်သူတွေရဲ့ခံစားချက်ကိုတစ်ချိန်လေးတောင်မငဲ့ကွက်ခဲ့မိပါဘူးအဖွားတော်လေးကျွန်တော်တောင်းပန်ပါတယ်အဖွားပိုက်စာလို့လဲကျသွားရတာကျွန်တော်ဖြစ်ပါကျွန်တော်ဒီအကျွေးကိုဘယ်တော့မှဆက်နိုင်မှာမဟုတ်တော့ပါဘူးအိုဖရားသခင်အဲ့ဒီဆိုင်ဘုတ်ကိုကြည့်လိုက်စမ်းဒန်ဒီမင်းကတော့သူတို့မျက်နှာတွေကိုခွာပြီးနေရန်ပေါ်မှာအလှဆင်ထားတာပဲဗီယူဆိုင်ပါဖွာဝါအောင်စားကြပါပြုတ်အာမနာကြနဲ့ထက်လို့ချင်းသေးလားဒုတိယအကြိမ်ထက်ထည့်ပါသမင်းကတော့အကန့်အသတ်မရှိစိတ်ကြိုက်ပဲစီကန်းဟောင်းတိုင်းပါပဲဒန်ဒီအတန်နဲ့ရှော့ဦးအတန်ကြာသွားပါဦးမယ်ဒီဝက်သားနှစ်အိုးကိုငါပဲစောင့်ကြည့်ထားလိုက်မယ်မင်းရှိဆိုင်ကိုသွားပြီးသွားကူလိုက်တော့ရပြီအဖွားတော်လေးနားနာနေနေလို့ပါကိုပြင်မအောင်မလုပ်ပါနဲ့ဒန်ဒီငါ့ကိုအဲ့ဒီဝက်သားချိုချင်းတယောက်မောင်းလောက်ထက်ခတ်ပေးဦး$15ဆိုတော့3ပွဲလောက်စားလိုက်ရင်ကိုကိုက်နေပြီရစီရမယ်အကိုကြီးမဝသေးရင်လည်းထက်ခတ်စားဦးကျွန်တော်တို့ရဲ့$15ဆိုတာဘိုက်ကားအောင်စားဖို့ပဲအလုတ်ခွင်ကိုဘိုက်ဟောင်းနဲ့တော့တွားလို့မဖြစ်ဘူးလေတိကီဒီနေ့နဲ့ဆိုဘယ်နှစ်ချီရှိသွားပြီလဲတကယ်ကိုအစားကောင်းတာပဲငါကဒန်တေးရဲ့လက်ရာကိုအလားကအဖြစ်မခံနိုင်ဘူးလေဒါအပြင်ငါမိမကဒီနေ့ပတ်စံအဝပေးလိုက်ပြီးဘိုက်ကွဲမတက်စားခဲ့လို့မှလိုက်တယ်ဟာနေဦးဒါကတကယ်ဇလန်းအစ်စ်လားဗျာဟင်းနဲ့မွေးလုံးလို့တိုင်ခံရတဲ့လူရှိတယ်ဟုတ်လားမင်းကဒီနေရာကိုအသက်ရောက်တာထင်တယ်လားငါပြောပြမယ်ဒီဇလန်းကိုပြောရရင်ညတကောင်ကျော်ထိပြောလို့ရတယ်ထိုင်ပြီးနားထောင်စမ်းတခါတော့ငါတို့စီမှာဦးချောင်းချောင်းဒန်တေးတယောက်ရှိခဲ့ဘူးလေမဟုတ်ဘူးစေတနာကောင်းတဲ့ဒန်တေးတယောက်ရှိခဲ့ဘူးလေ$10နဲ့စိတ်ကြိုက်စားဘူးလေပေါ့သူဒါကို9နှစ်တောင်လုပ်ခဲ့တာအဲ့ဒီနောက်ငါးလွာကိုလူကုန်ထံကောင်လေးတယောက်ပြောင်းလာပြီးဟင်းနှံတွေကမွေးလုံးလို့သူ့ရဲ့ဝိတ်ချတာကိုပျက်စီးစေတယ်ဆိုပြီးတိုင်စာပို့လိုက်ရောပြီးတော့ဒါကိုမှတ်ထားဘူးအစ်စ်ဆန်းလေးရဲ့ဒီရက်ကွက်ထဲမှာမင်းအော်ချင်အော်ရက်ကွက်ကွင်းပြင်မှာကချင်ကလမ်းဘေးစည်းဆိုင်ပဲဖွင့်ချင်ဖွင့်ဘယ်သူမှမင်းကိုလာမရှုပ်ဘူး
ဒါပေမဲ့ဘာပဲလုပ်သမင်းချက်တန်တေးကိုတော့သွားမစားနဲ့သူ့ရဲ့လူသားဆန်တဲ့ဂရုစိုက်မှုကမင်းကိုနောက်ဘဝအထိတက်ရောက်သွားစေလိမ့်မယ်